ပြောအားလုံးပဲမြင်လာပါဒီ vlog လေးကတော့ဗီဒီယိုရေးသွားမဲ့ vlog လေးဖြစ်ပါတယ်ဟိုကြမနေ့6နိုင်ရနေပြီစပြီးကျွန်တော်ဟိုဘက်ရင်ကိုလမ်းလျှောက်ပြီးသွားပါတယ်ရဘေးရိုက်ဒါကတော့ကျွန်တော်တို့ဟိုမှာအကင်နေစားဖို့တဲ့ကြောနေဖြစ်ပါတယ်မလောက်မှာလို့နန်းနဲ့ဒီအားလုံးကဆောကြည့်အောင် One eternity later. ဘာလို့ဒီလိုဝစ်ထားရတော့ဒီမှာတညာလုံးအဲကွန်းနဲ့အေးအေးလေးအိတ်ထားပါ ဟိုင်းပြောနာ အခုနဲ့အိတ်တာကြီးရတယ်နန်းနေတာပဲ ကျမကဘာလို့လဲဆိုတော့ဟိုမှာတစ်ခုခုလောက်ဆရာရှိလို့ပေါ့နော် no ဒါတော့ collagen C ဆွမ်းနာလေးပြီးတော့ဗာပြော ဒါ mayonnaise ဟိုအကင်ဘူးဟိုကတော့အရင်အိတ်ထုတ်ပါညာပေါ့ဒါကဦးလာအားလို့ ဟုတ်လေရမ်းရ ဒါကတော့ တော့ပဲ mystery gift တွေပေါ့ မကြနေ ဖတ်ထား ကောင်းတယ်ဒါပါပါနဲ့မတိုင်းပါဆိုအေးယူကိုဆိုဝစ်ပြီးကိုနဲ့ငါဒီကနေနောက်ဘက်နဲ့အမစားတာပါ music vibe မတူတဲ့3ယောက်လားဆုံနေပါတယ်မြန်မာ K-pop English ဆိုပြီးတော့3ယောက်꿰သွားပါတယ်ဒါကတော့သူမြန်မာသချင်းကြိုက်တဲ့အတွက်ရုပ်ကတော့ဖြီးနေပါတယ်ဟိုကျွန်တော်တို့9နာရီခွဲတော့ဗီဒီယိုရောက်ပြတယ်ပေါ့နော်ဒါကတော့ဆက်ဆက်ဝင်လာရင်တွေ့ရမယ်ဗီဒီယိုဆိုင်းပုတ်လေးပါဒါကတော့ main ဆိုင်းပုတ်ပေါ့နော်ဗီဒီယိုရောက်ပါပြီခင်ဗျာဟိုဒီကဗီဒီယိုမှာပွင့်နေတဲ့အဲ့လိုမျိုး cherry pan လေးတွေပေါ့နော်ဒါကတော့ကျွန်တော်တို့ဗီဒီယိုဆက်ဆက်ဝင်ချင်းကန်အသေးကိုဆက်ဆက်ဝင်ချင်း indoor လေးပေါ့နော်မိသားစုနဲ့ပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ဒါတင်တဲ့နေရာလေးပါရေရလည်းကြီးနေရပဲရေဘူးဆန်းလေးပေါ့နော်ကျွန်တော်ဦးလေးကကန်ကြီးကိုတွားကြည့်နေတယ်ဆိုတော့ကျွန်တော်လာတိုင်းတော့ကန်ကြီးမှာပဲကူဖြစ်တယ်ပေါ့နော်ကန်ကြီးပဲယူဖြစ်တာပေါ့ကန်ကလည်းကျဲတယ်အခန်းကြီးကလည်းပိုကောင်းတယ်ပေါ့နော်ကန်ကြီးဆိုတော့တိုက်ကျွန်တော်လည်းရေးကြီးရမြင်တာနဲ့မနေနိုင်တဲ့ယောဂရှိတဲ့အတွက်ကြောင့်ဆင့်ကူလိုက်ပါတယ်ပြီးတော့10နာရီလောက်ကြာတော့ကျွန်တော်ဦးလေးကအဲ့ကျန်တဲ့2ယောက်ကိုတော့ခေါ်ပါတယ်ကဲလူကြော်တယ်ဒါဘာလဲမသိဘူး ကျန်တဲ့မုတ်တွေကတော့ကျွန်တော်စာရန် Korean food ကနေပြီးတော့မှာလိုက်ပါတယ်တော်တော်လေးရတာကောင်းနေပေါ့နော်စာရန်ကနေပြီးမှာလိုက်တာကျွန်တော် page လေးကိုဒီဘက်မှာပြပေးထားပါတယ်ကောင်းတယ်လေအနေနဲ့သိရမလားဒါတော့ တဟာကတဟာ အဲ့အမောင်လေးလေ ဒီမုတ်ပြောပါလား ကဲဒီချိန်မှာတော်ကြီးတယောက်ချေးတယ်လို့ဘာလို့နဲ့ပိုင်ဆိုင်လိုက်ရတဲ့သူမကိုညှောနေနဲ့ချေးနေပါတယ်ညနေရီကိုပြီးတစ်ဖြက်ရော့အောက်ဖစ်တွေပါညာအနေထား၄နာရီခွဲကျတော့ကျွန်တော်စားနေနဲ့မိုးတွေအသေးအံရွာပါတယ်ဒါပေမဲ့လည်းအာမီစတူလီကတော်တော်လေးစားကောင်းတော့စားမပြတ်ပါဘူး နေရာလေး ကဲပြန်ပါပြီခင်ဗျာဘိုင်ဘိုင်အားလုံးပဲဒါကတော့ကျွန်တော်တို့ကားထဲမှာဒီလိုမျိုးနေရတဲ့ပုံစံလေးကိုရိုက်ထားတာဖြစ်ပါတယ် So thanks for watching my video and I hope you like it. See you in the next video all of you guys. So bye.